လာပါမမရဲ့နာမည်ရဲ့မမလာတက်တဲ့နေရာလေးစာရေးမိတ်ဆက်ပေးပါရှင် မနာမည်ကတော့မဝင်းခင်ကျော်ဖြစ်ပါတယ်လာတက်တဲ့နေရာတော့ပူရာဦးမြို့ကနေ အိုးပူတော်ကနေမှအဝေးကြီးလာတက်တယ်အဲ့တော့မကအခုစူဇန်ရဲ့တင်တဲ့နောက်ဆုံးရက်ထိဆိုတော့တင်တဲ့3ရက်တာပြီးသွားပြီမမဘာတွေသိသွားလဲနားလေသွားလဲမမအတွက်ဘာတွေရသွားလဲဆိုတာနည်းနည်းလေး share လေးလုပ်ပေးပါရှင့် လုံးဝကိုရွှေကြောင်နားမလဲတဲ့ဟာအကုန်လုံးမလဲကိုတိကျင်တာတွေသိရတော့ဝမ်းသာတယ်ပေါ့နော်ဘယ်လိုပြောမလဲကိုဘွားကိုအားရှိလာတယ်လို့အဲ့လိုမျိုးခံစားရတယ်ပေါ့ ဟုတ်ကဲ့ပါ တတိတွေလည်းပို့ရှိလာတယ်ပေါ့ ဟုတ်ကဲ့ပါရှင်အဲ့တော့ဒီတင်တန်းပြီးသွားပြီဆိုရင်မမကဘလို့အလုပ်မျိုးစလုပ်ဖို့အတွက်စဉ်းထားတာမျိုးရှိလဲရှင် လဲဆိုဟိုဆရာမပြောသလိုဟာလေးပေါ့ခောက်ရွှေလေးတွေဝယ်ကျင်တဲ့သူလေးတွေပြီးတော့ဟိုအလှဝတ်လေးတွေတို့အဲ့လိုမျိုးလေးတွေနေဘက်မှာပြန်ပြီးတော့ရောင်းမယ်လို့စိတ်ကူးထား ဟိုရည်ရွယ်ချက်လေးကအရန်ကောင်းပါတယ်အဲ့တော့အဝေးကနေမှစူဇန်တင်တန်းကိုလက်တက်ပေးတဲ့အတွက်မမကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်မမလည်းလုပ်ငန်းတွေတိထက်စထက်တိုးပွားပြီးတော့အောင်မြင်ပါစေနော်ကျေးဇူးတင်ပါတယ်